ရန်ပေါ်ထားတဲ့မြစ်တာကြောင့်အမျိုးသမီးကောင်းဖြစ်တာတတ်မှတ်ခံရတဲ့စိုးပြစ်တစင်မင်္ဂလာပါပရိသတ်ကြီးအားလုံးသိကြတဲ့အတိုင်းစိုးပြစ်တစင်ကဟင်းဝဲနဲ့ချစ်သူဖြစ်တဲ့အကြောင်းကိုပြီးခဲ့တဲ့ချက်ပိုင်းကမှလူသိရှင်ကြားကြော်ညာခဲ့တာပါသူတို့ညောက်ကချစ်သူတသက်6နှစ်ကျော်မှတရံဝင်တည်ပေးတာဖြစ်တယ်လို့မကြခင်မှာလက်ထက်တော်မှာမို့ပို့ပြီးတော့လေအန်သိခဲ့ကြပါရီဒါအပြင်ဟင်းဝဲပေါ်ထားတဲ့စိုးပြစ်တစင်ရဲ့မြတ်တာတရားကလူတွေပေါ်ပို့ပြီးတော့အန်သိစေခဲ့ပါရီအားလုံးသိကြတဲ့အတိုင်းဟင်းဝဲကအသက်20ရွယ်မှာဝိုင်းစုကိုင်းနေတဲ့ခိုးရလိုက်ပြစ်ကအချီဦးရှိခဲ့ပြီးသားပါဒါပေမဲ့စိုးပြစ်တစင်ကတော့ဟင်းဝဲနဲ့မှပထမဆုံးချက်ကိုဖြစ်ခဲ့တာဖြစ်ပါရီစိုးပြစ်တစင်ကရှေ့မှာတော့ဘသူနဲ့မှရေးစားမထားဘူးပဲဟင်းဝဲနဲ့မှပထမဆုံးရေးစားထားဘူးတာလို့သိရပါရီပထမဆုံးအခြေဦးဖြစ်တယ်လို့ပထမဆုံးရေးစားဆိုလည်းမမှားပါဘူးဟင်းဝဲဘက်ကစိုးပြစ်တစင်ကိုချစ်ခွင့်ပနဲ့ချင်းမှလေတော်တော်ချင်းယူခဲ့ရလို့သိရပါရီအကြောင်းရင်းကတော့စိုးပြစ်တစင်ကသူ့ဘဝမှာချစ်သူဆိုလဲတယောက်ပဲရှိနေတယ်လို့အဆိုပါချစ်သူနဲ့လက်ထပ်ချင်တာကြောင့်ဖြစ်ပါရီအမျိုးသားသူတွေကသာသူ့ရဲ့ချစ်သူရောခင်မူရောဖြစ်ရမယ်လို့ဆုံးဖြတ်ထားကြောင်းပါကံတာမပါရင်ခွဲခအောင်ရမယ်ဆိုပေမဲ့လေရေးစားများတဲ့အမျိုးသမီးအဖြစ်စိုးပြစ်တစင်ကမဖြစ်ချင်တာပါကံအောင်ချဲလဲလို့မရအောင်ဆိုပေမဲ့ရေးစားများသူ့ဘက်ကအတက်နိုင်ဆုံးနေထိုင်ခဲ့ရပါရီသူ့ကိုလာပြီးတော့ကမ်းလက်နဲ့သူတွေရှိပေမဲ့သူလက်ထက်ချင်တဲ့သူမဖြစ်တာမို့လက်မခံတာများပါရီချစ်သူဖြစ်ပြီးမှလက်ထပ်ဖို့ကိုလည်းစဉ်းစားကြမယ်ဆိုတာထက်ဒီလူကတော့ဘဝရဲ့နောက်ဆုံးချိန်ထိလက်ခံနိုင်တဲ့ထိချစ်လားဆိုတာကိုတော့စိုးပြစ်တစင်ကတွေးပါရီဟင်းဝရံကချစ်ခွင့်ပြန်လာတဲ့ချိန်မှလေစိုးပြစ်ရဲ့ရှင်ထဲမှာဘသူ့မှမဖြစ်ဘူးတဲ့ချစ်တွေဖြစ်ခဲ့ဘူးပါရီစိုးပြစ်တစင်ကဟင်းဝရံကိုဘသူနဲ့မှမတူအောင်ချစ်ခဲ့မိလို့လေသူ့ဘဝအချစ်ဦးနဲ့ရှိစားအဖြစ်ရွေးချယ်ခဲ့ပါရီဟင်းဝရံကတော့စိုးပြစ်တစင်ကိုတတ်တန့်ရအာမတ်တဲ့ဆိုရဲဗီဒီယိုစကားလေးမှာပထမဆုံးစချင်မိခဲ့တာဖြစ်ပါရီချစ်သူဖြစ်ချင်မှလည်းနေရာလုံးကလက်ထပ်မယ်လို့ရည်ရွယ်နေမိခဲ့တာပါဒါကြောင့်မို့လက်ထပ်မဲ့အစီအစဉ်နဲ့ချစ်သူတသက်6နှစ်ကိုဖျက်ဆီးလာခဲ့ကြဖြစ်ပါရီဟင်းဝရံနဲ့စိုးပြစ်တစင်တို့ကချစ်သူဖြစ်ပြီးဆိုကြတဲ့ကနှစ်ဖက်မိဘကိုအတိပေးထားခဲ့ကြတာပါမိဘတွေကလည်းသူတို့ချစ်သူတွေဖြစ်နေရဆိုတာကိုသိကြပါရီဒါအပြင်လက်ထပ်ဖို့ကလေးအခုမှထပြီးစဉ်းစားမျိုးမဟုတ်ပဲ2025နှစ်စကလေးကကြိုတင်စီနေကြဖြစ်ပါရီဒါကြောင့်မို့စိုးပြစ်တစင်ကအိမ်တွေတိတ်ခါရှိအမျိုးသမီးဖြစ်အတိမတ်ပြုခံနေရဖြစ်ပါရီသူတို့နှစ်ယောက်ကြားကအရေးကြီးတဲ့အကြောင်းအရာတွေကိုမင်္ဂလာပွဲမှာ surprise နေနဲ့ကြော်ညာတော့မှာဖြစ်ပါရီဒါအပြင်မင်္ဂလာပွဲကျင်းပမယ့်နေ့ကလေသူတို့နှစ်ယောက်ရဲ့အရေးကြီးဆုံးအထိမ်းအမှတ်နေ့တွေကတခုဖြစ်မယ်လို့သိရပါရီအမျိုးသမီးကောင်ဖြစ်တတ်မှတ်ခံရတဲ့စိုးပြစ်တစင်အပေါ်အမြင်လေးတွေကိုလည်းရေးသားပေးခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းထားလိုက်ပါစီအခုလိုစိတ်မဆာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တရားစရံကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါပါစေရှင်